ဒီလိုဂျပန်ခောက်ဆွဲလေးကိုအသုံးပြုပြီးတော့ Japanese style baby ခောက်ဆွဲလေးလုပ်ကြွေးကြမယ်နော်ခောက်ဆွဲလေးကိုတော့တာနာပိကိတစ်စိတ်ထဲက9လထက် baby လေးတွေသုံးလို့ရတယ်ခောက်ဆွဲလေးကိုသုံးမှာပါဒီခောက်ဆွဲလေးရဆိုလို့ရှိရင်9လထက် baby လေးတွေအတွက်ရည်ရွယ်ပြီးထုတ်ထားတာဖြစ်တဲ့အတွက်သူကကလေးလေးတွေစားလို့လွယ်အောင်လို့ဒီလိုအပိုင်းလေးတွေတခါတည်းအစင်နဲ့ပိုင်းဖြတ်ပြီးသားဆိုတော့လေမေမေတို့အတွက်အလုံးမရှုပ်တော့ဘူးပေါ့နော်ဒီတာနာပိကိတစ်စိတ်လေးရဆိုလို့ရှိရင်လေမေပိုးလေးရဲ့အချစ်ဦးလို့တောင်ပြောလို့ရတယ်ဘာလို့ဆိုတော့မေပိုးလေး9လပြည့်တွေကခောက်ဆွဲစကြွေးတွေကတီရီကတာနာပိကိခောက်ဆွဲအစိမ်းရောက်တော့ကလေးကိုစကြွေးရပေါ့နော်အဲတော့ကဆိုလို့ရှိရင်တော့ဒီခောက်ဆွဲလေးကိုဂျပန်ခောက်ဆွဲလို့ပဲမှတ်ထားတာနောက်ပိုင်းကျတော့မှတာနာပိကိတစ်စိတ်ဆိုတာတဖြည်းဖြည်းတိလာတာပေါ့နော်ဒီနေ့ရဲ့မီနူးလေးကိုတော့လေမိုးအေးလေးနဲ့လိုက်ဖက်တဲ့ဂျပန်ယဉ်ကြီးခောက်ဆွဲလေးပဲပြင်ဆင်ကျွေးဖြစ်ပါတယ်မေပိုးလေးကတော့လေတစ်နှစ်တော်သွားပြီဖြစ်တဲ့အတွက်အသားလုံးလေးတွေတစ်နှစ်ထက်ဘေဘီလေးတွေသုံးလို့ရတဲ့ယဉ်ကြီးလေးတွေထည့်ပြီးတော့မှပြင်ဆင်ပေးလိုက်ပါတယ်ဒါဆိုရင်တော့လေယဉ်ကြီးခောက်ဆွဲလေးရပါပြီဒီပုံစံတိုင်းလေးကိုလေတစ်နှစ်အောက်ဘေဘီလေးတွေကိုကျွေးကျင်နေဆိုလို့ရှိရင်ဒီလိုမျိုးငဖဲအသားလုံးနေရာမှာလေပစွန်သားလေးကိုပဲကြိတ်ပြီးတော့မှအရေးဖြော်ပြီးကျွေးလို့ရပါတယ်နော်ဒီလိုပုံစံခောက်ဆွဲလေးတွေကိုပြင်ဆင်ကျွေးမယ်ဆိုရင်တော့လေအစားညင်းနေတဲ့ကလေးလေးတောင်လုံးဝညင်းနိုင်မှာမဟုတ်ဘူးနော်